ညီမတယောက်ဝယ်ယူအားပေးသွားတယ်၄သိန်းကျော်အဖို့လက်ကားတစ်ဖြတ်နဲ့နေမိဆက်ပေးခြင်းပါတယ်ဒီပစ္စည်းလေးတွေကတော့ပေါ့နော်ရေချွေးဆက်ပြလို့ရှင်ထီလို့ရပြီး daily ပေါ့နော်မချွတ်တန်ဝတ်ထားလို့ရတဲ့ပစ္စည်းလေးတွေကိုညီမလေးကပြန်နေရောင်းချဖို့ဆိုပြီးဝယ်ယူသွားတဲ့မှာဘာလေးတွေပါလဲဆိုတာမျိုးအသေးသေးရှင်းပြခြင်းပါတယ်ဒါလေးတွေကတော့ပေါ့နော်ရောင်းသူဝယ်သူအရင်အဆင်ပြေတဲ့ပစ္စည်းလေးလိုမျိုးသေးချာလေးပြောချင်တယ်ဘာလို့လဲဆိုတဲ့အခါကျချက်ဆုံးလို့ပေါ့နော်လုပ်ငန်းတစ်ခုလုပ်တဲ့အခါတိုင်းအောင်မြင်စေခြင်းနဲ့တွေဒီစကားပြောချင်းဖြစ်တယ်ပေါ့နော်ဒီဟာလေးပေါ့နော်ပထမဆုံးကဒီအဆက်ကလေးပါမယ်ချက်ဆုံးနဲ့ဒီအဆက်ကလေးဒါလေးကလေတန်ကြိုးလေးဒီမှာစိတ်လော့ကက်ကလေးပါတယ်ဒီမှာစိတ်နက်ကက်ကလေးတည်းရဲ့မှာနော်ရေချွေးဆက်ပြလို့ရှင်းထီလို့ရတယ်ပြီးလို့ရှိရင်တော့ဘောနော်ကာလာလေးက15ပဲရေကုန်တင်နဲ့လာတယ်ရွှေအစ်စ်နဲ့တတိယတဲ့တူတဲ့ပစ္စည်းလေး stainless steel premium quality တွေရမှာပေါ့နော်ဒီလိုမျိုး10စုံပေါ့နော်10စုံပါတယ်၄သိန်းကျော်ဘူးထဲမှာဆိုရင်ဒီလိုခါလေးက10စုံပါပါတယ်နက်ကက်လေးကပေါ့နော်ချက်စုံလို့ဒါလေးကိုမူလီကြီးအသားတစ်စိတ်လာလို့မမေးပါနဲ့ stainless steel မို့လို့ဖက်စီပုံစံတိုင်းလာတော့ညားလဲပေါ့နော်ဒီရဲ့ပေါ့နော်ဖောက်စုကလေးဆိုလို့တော်တော်လေးကိုကောင်းတဲ့ထဲကလုပ်ပေးထားတာဖြစ်တဲ့အတွက်ပေါ့နော်တကယ်ကိုမှဒီဟာလေးကပေါ့နော်ဒီလိုမျိုးချက်စုံလို့ပေါ့နော်ပြန်ပြီးမှဝစ်ချင်တဲ့သူပဲဖြစ်ရောင်းနေတဲ့သူပဲဖြစ်ပေါ့နော်အရန်ကိုမိမိုင်းနေတဲ့ဒီအဆက်ကလေး10စုံပါတယ်ပြီးတော့ခါကြတော့ပေါ့နော်ငကက်ကလေးမျိုးပြပေးချင်ပါတယ်ဒါလေးကငကွင်းကလေးနော်ချက်စုံလို့ဒီငကွင်းကလေးဆိုလည်းမြန်မာငွေကျပ်1000စုံလေးနဲ့ရောင်းချပေးတာဖြစ်ပြီးပေါ့နော်လက်ကားဆိုရင်လည်းလက်ကားတင်ဒီငကွင်းလေးကဒီဇိုင်းနှမျိုးလာတယ်ဒီလိုမျိုးလေးပေါ့နော်ဒီအကြီး size ကလေးက2ခုပါမယ်ပြီးတော့ဒီလိုမျိုးအသေးလေးက3ခုပေါ့နော်ဒီငကွင်းလေး9ရန်ပါတယ်ပြီးတဲ့အခါကျငကက်ကလေးတွေပါသေးတယ်ချက်စုံငကက်ကလေးဆိုလည်းအရန်ချစ်စရာကောင်းတယ်ကွယ်နည်းနည်းချာလေးပြပေးချင်တယ်နက်ကက်ကလေးဆိုဘလောက်တောင်လှလဲဆိုလို့ရှိရင်တော့ပေါ့နော်တကယ်ကိုမှဒီနက်ကက်လေးရတယ်နော်ဒီမှာကျိုးလေးနဲ့ဝမ်းဆက်လေးလာဒီညီမလေးကတော့ပေါ့နော်ကျိုးလေးကတော့ပြီးကြမှာထည့်မယ်အခုတော့နက်ကက်လေးနဲ့ပေါ့နော်ဒီလိုမျိုးလေးဝယ်သွားမယ်ဆိုဒီနက်ကက်လေးဆိုအရင်ချစ်စရာကောင်းတယ်ဒါလေးကမချို့တန်းဝတ်ထားလို့ရရင်နက်ကက်ကလေးနော် daily ဝတ်လို့ရရင်နက်ကက်ကလေးကပေါ့နော်စုစုပေါင်း10ရန်ပါတယ်ပြီးတဲ့အခါကျတော့ပေါ့နော်ဒီမနီးစီမှာပေါ့နော်မနီးရတော့ပြောလိုက်တယ်ညီမလေးကိုရေလက်ကောက်လေးလိုချင်တော့ပေါ့နော်တခွင်းတော့ရအောင်မယ်ဆိုတော့ဒီဟာလေးပြန်ပြီးတော့ဝင်လာပါပဲဒီဘဲဥပတ်တာလက်ကောက်ကလေးရပေါ့နော်ငါးခွင်းပါပါတယ်ချက်ဆုံးနေဒီဘဲဥပတ်တာလက်ကောက်လေးကလေရွှေအစ်စ်နဲ့100ရာခိုင်နှုန်းတူတယ်ပြီးတဲ့အခါကျသူ့မဒီမှာဒီခလုတ်လေးနဲ့ပေါ့နော်တကယ်ကမှဒီလက်သေးသေးကြီးကြီးပေါ့နော်ဝေးလို့ရတဲ့ဒီဘဲဥလက်ကောက်လို့ဆိုလို့ရှိရင်လည်းပေါ့နော် daily မချွတ်တန်ဝေးထားလို့ရပါတယ်ဒီတစ်ခေါက်ကဝယ်ယူသွားရတဲ့သူဆိုပေါ့ဒါလေးတွေဝေးထားပေါ့နော်9လ6လရှိပြီအယောင်ကဒီတိုင်းလေးပေါ့နော်ဝေးလေဝါလေးပေါ့နော်ကြားလေးအယောင်လေးကလှလေးပေါ့နော်ဒီလက်ကောက်လေး9ခွင်းရစုပေါင်းဆွဲကျိုးနဲ့ငကက်က10ရန်ပါဆွဲကျိုးငကက်ယူမျိုးပဲကလေး10ခုပါတယ်ငကွင်းလေးကစုပေါင်းငကွင်းလေးက10ရန်ပါ10ရန်ပါတယ်ငကွင်းငကက်10ရန်ပါလက်ကောက်လေး9ခွင်းအကုန်လုံးမှာမြန်မာငွေကျ4သိန်းစုံလေးနဲ့ရောင်းချပေးလိုက်တာဖြစ်တဲ့ပေါ့နော်ကျန်တဲ့ချီစုံလည်းဒီလိုမျိုး online business လုပ်ဖို့ဒီလိုမျိုးရေချွေးစပြလို့ရှင်းထီလို့ရတဲ့ဒီလိုပစ္စည်းလေးတွေရကျင်နေဆိုရင်တော့ပေါ့နော်ဒီနေ့စီမှာလက်လီသေးလက်ကားသေးရှိရဖြစ်တဲ့အတွက်ပေါ့နော်လက်လီလိုချင်တဲ့ချီစုံနဲ့လက်လီသေးမေးပြီးတော့လက်ကားပြန်လဲရောင်းချကျင်တဲ့သူတွေလက်ကားသေးတိတ်ချလေးမေးပြီးမှဝယ်ယူအားပေးလို့ရပါတယ်ရှင်ဒါလေးရောင်းချပေးတဲ့အခါမှာဒလီရောက်တဲ့မြို့တိုင်းကိုနေရအေးချစ်စင်းနဲ့ရောင်းချပေးပါတယ်ဒါပေမဲ့လို့ပို့ဆောင်တဲ့အခါဆက်သွယ်ရအလွယ်ကောင်းသေးပို့ကလေးရောကြိုယူတဲ့ပို့ကလေးရောက်ပြီးဆိုတော့နဲ့သက်ဆိုင်ရာဒလီနဲ့အပြီးတော့ချစ်စုံတို့လက်ထက်ကို3-5ရောက်ပြီးတော့လဲသတင်းကောင်းလေးပိုင်းပြပကဝယ်တော့မယ်ဆိုတော့ငွေကြိုလွှဲရပါတယ်ငွေလွှဲလေးတွေရောက်ပြီးဆိုတော့နဲ့သက်ဆိုင်ရာကာကိုလေးနဲ့အပြီးတော့ချစ်စုံတို့လက်ထက်ကိုတပတ်10ပြန်ရောက်ပြီးတော့လဲသတင်းကောင်းလေးပါချင်ပါတယ်